ကျွန်တော်ဆေးလိပ်တူတူကိုလွှတ်ပစ်လိုက်မိတဲ့အချိန်မှာပဲအံ့ဩဖို့ကောင်းတာကဘေးနားကမျက်ပင်တွေကအဲ့ဒီဆေးလိပ်တူကိုရှောင်ဖယ်သွားကြတယ်ဗျအဲ့ဒီတော့မှပဲဒီမြေကြီးကရွှွန့်ဈေးတွေနဲ့လှုပ်ထားတာဆိုတာကျွန်တော်ရိပ်မိလိုက်တော့တယ်ခေါင်းမိုးပေါ်ကိုတက်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ပို့ပြီးတော့တောင်လန့်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့ဒီရက်ကွက်ထဲကအိမ်တွေအားလုံးကတပုံစံနဲ့တူနေလို့ပါပဲတရက်ကွက်လုံးကိုကော်ပီကူပြီးပြန်ချထားတယ်လို့မျိုးဖြစ်နေတာပေါ့မိုးကောင်းကင်ပေါ်ကတိမ်တွေကအစအတူကြီးတွေလိုမျိုးဖြစ်နေခဲ့တာပါကျွန်တော်ကတော့ကျွန်တော်ကောင်မလေးအတွက်အိမ်တစ်လုံးဝယ်ပေးခြင်းခဲ့ရုံတက်ပါပဲဒါပေမဲ့ဒါတွေအားလုံးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရင်ထဲကြောက်စိတ်တွေတဖွာဖွာဖြစ်လာခဲ့တော့တယ်ဒါနဲ့ပဲကျွန်တော်ကောင်မလေးကိုအမြန်ဆွဲခေါ်ပြီးဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်တစ်သက်လုံးမောင်းနေရတယ်လို့မျိုးခံစားရတဲ့အထိကားမောင်းခဲ့ပေမဲ့ဘလို့ဖြစ်လို့လဲမသိပဲအဲ့ဒီအိမ်ပုံစံတူကြီးစီကိုပဲထက်ခါပြန်ရောက်နေခဲ့တာပေါ့နံပါတ်9ညလဲမှောင်လာစီကလည်းပြတ်တော့မဲ့အချိန်မှာကျွန်တော်တို့တွေနံပါတ်9အိမ်စီကိုပဲပြန်ရောက်လာခဲ့ပြန်ပါရောကျွန်တော်တို့လည်းတခြားရွေးချယ်စရာမရှိတာမို့အိမ်ထဲကိုပဲပြန်ဝင်သွားလိုက်ကြရတော့တယ်အံ့ဩဖို့ကောင်းတာကရေခဲတက်တာထဲမှာရှမ်ပိန်တွေနဲ့တစ်သီးတွေရှိနေတာပဲဗျဒါပေမဲ့စတော်ဘယ်ရီသီးတွေကဖျောင်းတုံးကြီးတွေကိုဝါနေရတယ်လို့မျိုးဘာအရသာမှကိုမရှိတာပါကျွန်တော်တို့လည်းဂယုမဆိုင်နိုင်တော့ပဲဆက်စားလို့ရတာလေးတွေစားပြီးအဲ့ဒီညအတွက်ပဲနားလိုက်ကြပါတော့တယ်နောက်နေ့မှာတော့ကျွန်တော်တို့တွေဘယ်မှမကွေ့ပဲတက်တဲ့အတိုင်းလမ်းလျှောက်ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်နေမင်းကြီးရှိတဲ့ပတ်စီကိုဦးတီပြီးရှောက်ခဲ့ကြတာပေါ့နေဝင်တဲ့အထိလမ်းလျှောက်ခဲ့ကြပေမဲ့ဒီရက်ကွက်ထဲကနေထွက်လို့မရသေးပါဘူးလက်လျှော့လိုက်တော့မဲ့အချိန်ကြမှာပဲကျွန်တော်ကောင်မလေးကအိမ်တလုံးကနေအလင်းရောင်ထွက်နေတာကိုသတိထားမိသွားတယ်ဒီနေရာမှာတခြားလူတွေလည်းရှိနေတဲ့အထင်နဲ့သူလည်းအိမ်ထဲကိုအမြန်ပြေးဝင်သွားခဲ့တာပေါ့ဒါပေမဲ့သူတဲကိုဝင်သွားတဲ့အချိန်မှာတော့စပွဲပေါ်မှာမင်းညကကျွန်တော်တို့စားခဲ့တဲ့အစားအစာတွေပဲအပြည့်ဖြစ်နေခဲ့တယ်ကျွန်တော်တို့တွေမူလနေရာကိုပဲပြန်ရောက်သွားခဲ့တာပါပဲကွာခြားချက်တစ်ခုတည်းကဘာလဲခြံဝင်းတကားနာမှာအတုံးဆောင်ပစ္စည်းတွေနဲ့အစားအစာတွေအပြည့်ထည့်ထားတဲ့တစ်တာတစ်လုံးရှိနေတာပါပဲကျွန်တော်ကိုကစားစရာတစ်ခုလိုမျိုးလှုပ်ချင်တိုင်းလုပ်နေကြတယ်လို့ခံစားလိုက်ရတယ်သူတို့ကိုဒီကစားပွဲရပ်တန့်သွားစေဖို့အတွက်ကျွန်တော်တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါနဲ့ပဲကျွန်တော်နံပါတ်9အိမ်ကိုမီးရှို့ပစ်လိုက်တယ်ဒီလိုလုပ်လိုက်ရင်ဒီကိစ္စရဲ့နောက်ွယ်ကလူထွက်လာလိမ့်မယ်လို့မျှော်လင့်ခဲ့တာပေါ့ဒါပေမဲ့အိမ်ကြီးတစ်လုံးလုံးပြကျသွားတဲ့အထိကျွန်တော်တို့ဘယ်သူမှမတွေ့ခဲ့ရပါဘူးလူလည်းအတော်လေးပင်ပန်းသွားတာမို့အိပ်ပျော်သွားကြတော့တယ်နိုးလာတဲ့အချိန်မှာတော့ကျွန်တော်တို့အရှိမတစ်တာတစ်လုံးရောက်နေပြန်ပါရောဒီတစ်ခါတော့အစားအစာတွေအစားအထဲမှာကလေးငယ်တစ်ယောက်ရှိနေခဲ့တာပါတစ်တာပေါ်မှာတော့ဒီကလေးကိုပြုစုပြိုးထောင်ပေးရင်လွတ်မြောက်ခွင့်ရမယ်လို့ရေးထားတယ်ဗျပို့ပြီးအံ့ဩဖို့ကောင်းတာကအဲ့ဒီနံပါတ်9အိမ်ကြီးပါပဲကျွန်တော်တို့ပြကြအောင်ရှုပ်ပစ်လိုက်တဲ့အိမ်ကအခုတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးမူလအတိုင်းပြန်ဖြစ်နေခဲ့တာပေါ့ကျွန်တော်တို့လည်းဒီအခြေအနေကိုလက်ခံလိုက်ရုံကလွယ်လို့တခြားမတက်နိုင်တော့တာမို့ခေါင်းမိုးပေါ်မှာခြံထားခဲ့တဲ့ဆက်ကသားလေးပေါ်မှာပဲကျွန်တော်တို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုပုံပေါ်လိုက်ရပါတော့တယ်ကံကောင်းချင်တော့အဲ့ဒီကလေးကမယုံနိုင်တော့အောင်မြန်ဆန်ကြီးထွားလာခဲ့တယ်68ရက်မြောက်တဲ့နေ့မှာတော့သူကလူပြိုပေါက်လေးတစ်ယောက်လိုမျိုးဖြစ်နေခဲ့ပါပြီသူကတာမန်ကလေးတစ်ယောက်လိုပုံစံမျိုးတွေမကပဲအတူခိုးတဲ့နေရာမှာလည်းမယုံနိုင်စရာကောင်းတဲ့စွမ်းရည်ရှိနေခဲ့တာပါကျွန်တော်တို့ပြောသမျှစကားမှန်သမျှကိုတစ်ထက်ထဲကြအောင်လိုက်ပြောနိုင်တာပေါ့ကျွန်တော်ကတော့ဒီကနေလွတ်မြောက်ဖို့ကိုလက်မလျှော့သေးပဲစီကန်းတွေကိုလိုက်နာနေခဲ့တယ်အမိုက်တွေကိုတစ်တာထဲထည့်ထားရမှာဖြစ်ပြီးတယောက်ကလာသိမ်းသွားမှာဖြစ်ပါတယ်ဒါနဲ့ပဲကျွန်တော်လည်းအဲ့ဒီနေရာမှာထိုင်ပြီးအမိုက်သိမ်းမဲ့လူပေါ်လာမလားဆိုတာတစ်တာကိုစိုက်ကြည့်ရင်စောင့်နေခဲ့မိတာပေါ့ဒါပေမဲ့ကျွန်တော်မျက်စိတမိတ်လွှဲလိုက်တဲ့အချိန်တိုင်းအဲ့ဒီတစ်တာကအမြဲတမ်းပျောက်သွားခဲ့တယ်နောက်ဆုံးတော့ဒီကဘာကြီးကအတူကြီးဖြစ်နေတာမို့ကျွန်တော်အကြံတစ်ခုရသွားခဲ့ပါတယ်အဖြေကတော့မြေအောက်ထဲမှာပဲရှိရမယ်ဆိုတာပါပဲဒါနဲ့ပဲကျွန်တော်မြေကြီးကိုစတူးပါတော့တယ်အထဲကိုအဝေးကြီးအထိနက်နက်တူးနိုင်ရင်တကယ်ပြင်ပကဘာကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်တွေးခဲ့တာပေါ့နေရောညပါမျောလင်းချက်တွေကနေဆွဲလန်းမှုတွေဖြစ်လာတဲ့အထိကျွန်တော်မနာတမ်းတူးခဲ့တော့တယ်တချို့အချိန်တွေဆိုမြေအောက်ထဲကနေအတန်တွေကြားနေရတယ်လို့တောင်ကျွန်တော်ကြိမ်ပြောနိုင်ပါတယ်အဲ့ဒီအတန်တွေကအဲ့ဒီကလေး TV ကြည့်ရင်လှုပ်တက်တဲ့အတန်တွေနဲ့အတူတူပါပဲအဲ့ဒီနောက်မှာတော့ကျွန်တော်ကောင်မလေးကိုအဲ့ဒီကလေးကိုအစာမကျွေးခိုင်းတော့ဖို့စိတ်ပြက်တသားနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်သူ့ကိုအပြင်ကကားထဲမှာပဲထည့်ပြီးတောက်ခတ်ထားလိုက်တာပေါ့ဒီကိစ္စရဲ့နောက်ွယ်ကလူကသူ့ကိုအသေးခံမှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ခဲ့ပေမဲ့ကျွန်တော်ကောင်မလေးကတော့စိတ်ပျော့သွားခဲ့တယ်အဲ့ဒီကလေးနဲ့အချိန်ကြာကြီးအတူတူရှိနေခဲ့တာကသူ့ကိုတန်ရောစင်တွေ့သွားစေခဲ့တာပါဒီကိစ္စပြီးတဲ့နောက်မှာတော့ကျွန်တော်တို့နှစ်ယောက်ကြားကအခြေအနေတွေကစပြီးပြောင်းလဲလာခဲ့တော့တယ်ကျွန်တော်လည်းသူတို့နှစ်ယောက်လုံးကိုဂယုမစိုက်တော့ပဲမြေကြီးကိုပဲမနာတမ်းဆက်တူးနေခဲ့မိတာပေါ့မောလာရင်အဲ့ဒီကျင်းထဲမှာပဲအိတ်လိုက်နိုးလာရင်လည်းပြန်တူးလိုက်နေပေါ့ဒီအတော်အတွင်းမှာပဲကျွန်တော်ကောင်မလေးကလည်းသူ့အစီအစဉ်နဲ့သူရှိနေခဲ့ပါတယ်သူကအဲ့ဒီကလေးရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ချင်နေခဲ့တာပါတရက်တော့အဲ့ဒီကလေးကထူးဆန်းတဲ့တင်ကေတာတွေအပြည့်ပါတဲ့စာအုပ်တအုပ်ကိုဘဲကနေမှမသိယူလာခဲ့ပေမဲ့ပုံတွေကိုကြည့်ုံနဲ့တင်အတိတ်ဘက်ကရှင်းနေခဲ့တယ်ဗျအဲ့ဒါကလူသားတွေကိုလေ့လာတဲ့စာအုပ်တအုပ်ဖြစ်နေလို့ပါပဲကျွန်တော်ကောင်မလေးကအဲ့ဒီစာအုပ်ဘဲကရလဲဆိုတာသိချင်ခဲ့ပေမဲ့ကောင်လေးကတော့လှုပ်ဝက်ထားပြီးဘာမှမပြောခဲ့ပါဘူးကျွန်တော်ကတော့သူမြင်ဘူးသမျှလူတိုင်းရဲ့ပုံစံကိုလိုက်လုပ်ပြဖို့ပြောပြီးသူ့စီကနေအတူခိုးတဲ့ဂိမ်းကိုစော်ခိုင်းကြည့်နေခဲ့တယ်ပြီးတော့အပေါ်ကိုလည်းပေါ့